အားလုံးပဲမင်္ဂလာပါဒီနေ့ပြန်လည်မျှဝေမယ့်အကြောင်းအရာတော့မိတ်ဆွေတို့ဖုန်းထဲရဲ့ပုံလေးကို background ချိန်ကြီး background လှလှလေးထားနေဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုဆက်လိုက်ကြအောင်ဗျာ။ကဲပထမဆုံးအနေနဲ့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ Chrome browser လေးကိုသွားပါမယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘယ်လိုရိုက်ရှာရမလဲဆိုရင်အဲ့တော့ဒီစာဘားလေးမှာကျွန်တော်တို့ remove background ဆိုပြီးရိုက်ရှာလိုက်ပါ REMOVEBACKGROUND remove background ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်ပါ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနေရာမှာအဝါရောင်လေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်နှိပ်ပေးပါโอเคဒီနေရာရောက်ပြီဆိုကျွန်တော်တို့ဒီနေရာမှာအဲ့တော့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံလေးတစ်ခုကိုကျွန်တော်တို့ upload လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ upload လုပ်ပေးရမှာဖြစ်တယ် upload image ဆိုတာလေးကိုနှိပ်ပေးပါโอเคဒီနေရာရောက်ပြီဆိုကျွန်တော်တို့ကိုဖြောက်ချင်တဲ့ပုံတစ်ပုံရဲ့ပုံတစ်ပုံကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ပုံလေးတစ်ပုံကိုရွေးပြီးထည့်ပေးလိုက်ပါโอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ background ကဖြောက်ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ background ကိုမကြိုက်ဘူးကျွန်တော်တို့ကနောက်ခံ background လေးကိုတခြား color လေးနဲ့ဖြစ်ဖြစ်ပုံလေးနဲ့ဖြစ်ဖြစ်ထည့်ကျင်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာအပေါင်းလက္ခဏာလေးနဲ့ပေါ့ကျွန်တော်တို့ background ဆိုတာလေးကိုနှိပ်ပေးပါအပေါင်းလေးကိုတစ်ချက်နှိပ်ပါကျွန်တော်ပြထားတဲ့ဟာလေးโอเคဒီနောက်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကမိတ်ဆွေပုံမှာနောက်ခံကိုအရောင်လေးနဲ့ထားကျင်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကာလာဆိုတာလေးကိုရွေးပေးပါโอเคကာလာလေးနဲ့ထားကျင်တယ်ဆိုရင်ဒီနေရာမှာနီရောင်လေးနဲ့ထားကျင်သလားအပြာလေးနဲ့ပဲထားကျင်သလားအစိမ့်လေးပဲထားကျင်တယ်ကြိုက်တဲ့အရောင်လေးထားလိုက်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒီအရောင်လေးတွေနောက်ခံထားရတာမကြိုက်ဘူးကျွန်တော်တို့ပုံလေးတွေထားကျင်တယ်ဆိုရင်အဲ့တော့ဒီကျွန်တော်ပြထားတဲ့ဖိုတိုဆိုတာလေးကိုနှိပ်ပေးပါโอเคဒီအောက်မှာပုံလေးတွေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီပုံလေးတွေထားကျင်တဲ့ပုံလေးကိုတစ်ချက်နှိပ်ပါဒီမှာပုံလေးတွေအများကြီးပါတယ်ပေါ့နော်ဟုတ်ပြီတကယ်လို့မှမိတ်ဆွေကဒီပုံလေးတွေမကြိုက်ဘူးတခြားဖုန်းထဲကိုယ့်ရဲ့ဖုန်းထဲမှာရှိတယ်တခြားပုံလေးကို background ထားကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီကအပေါင်းလေးကိုနှိပ်ပေးပါโอเคအဲ့တော့ကျွန်တော်တို့ထားကျင်တဲ့ပုံလေးတစ်ပုံကိုရေးလိုက်ပါโอเคရသွားပါပြီအဲ့တော့ဒါကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ပုံလေးကို background ထားတာပေါ့နော်အဲ့တော့ background လေးချိန်ပြီးကျွန်တော်တို့လှလှလေးတွေနှစ်သက်လေးရပြီဆိုရင်ကျွန်တော်တို့ပုံလေးကိုဘယ်လိုစေ့မလဲဆိုရင်အဲ့တော့ဒီအောက်မှာကျွန်တော်တို့ download ဆိုတာလေးကိုနှိပ်ပေးပါကျွန်တော်ပြထားတဲ့ဟာလေးโอเค download နှိပ်လိုက်ပြီဆိုရင်ဒီခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ preview ဆိုတာလေးဒီနားလေးဘေးက free ဆိုတာလေးကိုနှိပ်ပေးပါโอเคအဲ့ဆိုရင်အထက်မှာပုံလေးကို download ပြနေပါပြီကဲ download လေးပြည့်သွားပါပြီအဲ့တော့ပုံလေးကိုဖွင့်ကြည့်လိုက်ပါမယ်ကဲပုံလေးက download ရသွားပြီဖြစ်တဲ့အတွက်အနောက်ခံ background လေးရသွားပါပြီကဲအားလုံးကျေးဇူးတင်ပါတယ်